အောင်အဆဆုံးမရှိချင်ခဲ့သည်ဘယ်လောက်ငါမှကြုံမြရှိမယ်ငါမကြည့်ဘယ်ခါစိတ်ကလေးချမ်းမြေရမယ်ငါမသိဘယ်နေ့မင်းကြောင့်ဘဝပြတ်သွားလဲငါမသိဒါကိုပုံအောင်လို့ချင်ခဲ့သည်လိုချင်ဆုံးမင်းစီကငါမြတ်တရားလေးအပေါ်စုကလေးတောင်းမအောင်ဆိုသစ္စာရှိပါမယ်ခွဲပြလို့ရရင်ဒီရဲ့အနက်ဆိုင်ဆုံးခွဲပြငါဟာမင်းတို့သက်ရှင်နေထိုင်ဖြစ်တည်တဲ့ဘဝနေနေညစကချိန်တွေလို့